စီဂျိုယောဂအတွက်ကြိုတင်သတိပေးမဲ့ Huawei ရဲ့ Watch Face 9 Series အသစ် Smart Watch လေးပတ်ထားရုံနဲ့ကိုယ့်ရဲ့စီဂျိုဖြစ်နိုင်ခြေကိုကြိုတင်ခန့်မှန်းပေးနိုင်မယ်ဆိုရင်ယုံမလားဒီနေ့တော့အဲ့ဒီလိုအမိုက်စား feature ပါလာတဲ့ Huawei Watch Face 9 Series အသစ်ဆက်ကိုပြသပေးသွားပါမယ်ဒီ Watch Face 9 Series ရဲ့အထူးခြားဆုံးအချက်ကတော့တာမန်နှလုံးခုန်လုံးခြေလမ်းရည်တွက်တာတွေပြင်စီးကြိုဖြစ်နိုင်ခြေကိုပါခန့်မှန်းပေးနိုင်တဲ့ risk estimation နည်းပညာပါဝင်လာတာပါကျန်းမာရေးကိုအထူးပြုစိုက်ချင်သူတွေအသက်အရွယ်ရလာတဲ့မိဘတွေအတွက်လက်ဆောင်ပေးဖို့ဆိုရင်တကယ်ကိုအသင့်တော်ဆုံးပါပဲဒီဗီဒီယိုလေးထဲမှာဆိုရင်တော့အမဲရောင် Face 9 Pro နဲ့အဖြူရောင် Face 9 Standard model 2မျိုးလုံးကိုရှင်းပြထားပါတယ် design ဘိုင်းကပေါ်ပါတည်တဲ့အပြင် screen ပေါ်ကခေါ်ကြခွေးလေးနဲ့ဖမ်းတာဝက်ဝံလေးလိုမျိုးချစ်စရာကောင်းတဲ့ animated watch face တွေကိုလည်းကိုယ်စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်ကျန်းမာရေးအတွက်ရော fashion အတွက်ပါပြည့်စုံတဲ့ဒီ Huawei Watch Face 9 series ရဲ့အခြားစိတ်ဝင်စားစရာအချက်တွေကိုအသေးစိတ်သိချင်ရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်